ဇလန်းဆာမှာတော့ Alice ရဲ့တင်ပေါ်ကိုပင်လယ်သားပြတင်ပေါ်30ကလိုက်လံပစ်ခတ်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ရှေ့မှာကုန်းမြင့်ရှိတာကိုမြင်လိုက်တဲ့ Alice ကသူ့လက်ထောက်ကိုအမြန်ဆုံးအရှိန်တင်ပြီးတင်ပေါ်ကိုစောင်းမောင်းဖို့ကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်။မထင်မှတ်ပဲသူဟာရေရင်ပိုင်းကိုဖျက်ကျော်နိုင်ခဲ့ပြီးပင်လယ်သားပြရဲ့ရန်ကနေလွတ်မြောက်ရခဲ့ပါတယ်။အဲ့ဒီနောက် Alice ဟာလန်ဒန်စိတ်ကမ်းကိုရောက်လာပြီးသူ့အမေနဲ့တွေ့ဆုံခဲ့ပါတယ်။သူလှုပ်ဆောင်ခဲ့သမျှကို escort တထေးကြီးစီအစီရင်ခံဖို့သွားတဲ့အခါတထေးကြီးကွယ်လွန်သွားပြီးဖြစ်တဲ့ယာဒူးကိုတားထစ်သူဟေမစ်ကိုလွှဲပြောင်းပေးလိုက်ပြီဆိုတာသိလိုက်ရတဲ့အတွက် Alice အံ့ဩသွားပါတယ်။အိမ်ရောက်တဲ့အခါအမေဖြစ်သူကဒီညဟေမစ်ရဲ့အမွေဆက်ခံတဲ့ပွဲရှိပေမဲ့သူတို့ဖိတ်ကြားမခံရဘူးလို့ပြောပါတယ်။ဒီအချိန်မှာ Alice ကသူ့အမေကတခုခုဖုံးကွယ်ထားတယ်လို့ခံစားနေပါတယ်။ဒါပေမဲ့ Alice ကသွားကျင်တဲ့စိတ်ပြင်းပြနေတဲ့အတွက်မိခင်ဖြစ်သူလည်းစိတ်လော့ပြီးသွားခွင့်ပြုလိုက်ပါတယ်။ညရောက်လို့ပွဲကိုသွားတဲ့အခါ Alice ကတရုတ်ယူရအဝတ်အစားကိုဝတ်ဆင်ထားတဲ့အတွက်အဲ့ဒီကလူကုန်တွေက Alice နဲ့သူ့အမေကိုလူပြက်တွေလိုသဘောထားပြီးအထင်သေးစွာဆက်ဆံကြပါတယ်။ဇလန်အစမှာလိပြပြလေးအထီပြောင်းလဲသွားတဲ့ Epsolan ဆိုတဲ့ခူခေါင်ကြီးကိုလည်းတွေ့မြင်ရပါတယ်။ Escort မိသားစုက Alice ကိုတားမီကိုမြင်တော့အံ့ဩသွားပြီးသူတို့စီလာခဲ့ကြပါတယ်။ Alice ကသူ့ကိုယ်သူမိတ်ဆက်ပြီးနောက်ထပ်ခရီးစဉ်အတွက်အစီရင်ခံတင်ပြချင်တယ်လို့ပြောတဲ့အခါဟေမစ်ကသူ့အတွက်နောက်ထပ်ခရီးစဉ်မရှိတော့ဘူးလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်။အဲ့ဒီကလူတွေကလည်းမိန်းကလေးတစ်ယောက်ကတင်းဘော captain ဖြစ်ဖို့မသင့်တော်ဘူးဆိုပြီးကဲ့ရဲ့ကြပါတယ်။အဲ့ဒီနောက်ဟေမစ်က Alice ကိုသူ့စီမှာစာရေးဝန်ထမ်းအဖြစ်အလုပ်လုပ်ဖို့ကမ်းလှမ်းလိုက်ပါတယ်။ဒါကိုကြားတော့ Alice အံ့ဩသွားပြီးအဲ့ဒီကလူတွေကလည်းသူ့ကိုဝိုင်းရည်ကြပါတယ်။ Alice ကလက်မခံဘဲကုမ္ပဏီမှာသူ့ရဲ့ပိုင်ဆိုင်မှု10%ရှိသေးတယ်လို့ပြန်ပြောပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကအမေဖြစ်သူဟာအဲ့ဒီပိုင်ဆိုင်မှုတွေရဲ့အိမ်ပေါင်စာချုပ်ရဲ့ကိုရောင်းချပြီးသူ့ရဲ့တင်းဘောနဲ့ပြန်ရွေးရမယ်လို့ escort ကပြောလိုက်ပါတယ်။အဲ့ဒီတော့မှ Alice အားလုံးကိုတီးသွားပြီးသူ့အမေစီသွားမေးပါတယ်။အမေဖြစ်သူကဒါရီအားလုံးဟာ Alice ပိုပြီးကောင်းကောင်းမွန်မွန်နေနိုင်ဖို့အတွက်လုပ်ခဲ့တာပါလို့ရှင်းပြပါတယ်။ Alice ကတော့အမေကိုစိတ်ဆိုးသွားပြီးတယောက်တည်းထွက်ပြေးလာခဲ့ပါတယ်။ Alice တယောက်တည်းဝမ်းနေချိန်မှာ Epsolan ရောက်လာပြီးသူ့နောက်ကိုလိုက်ခဲ့ဖို့ခေါ်ပါတယ်။သူဟီမစ်ရဲ့အခန်းထဲဝင်သွားတဲ့ Epsolan မြင်ထဲဝင်သွားတာကိုတွေ့မြင်ရပါတယ်။မကြခင်မှာပဲထိုအခန်းထဲကိုလူတစုရောက်လာတဲ့အတွက် Alice လည်းစဉ်းစားမနေတော့ပဲမြင်ထဲကိုချက်ချင်းဝင်သွားလိုက်ပါတယ်။မြင်ထဲရောက်သွားတာနဲ့သူ့ခန္ဓာကိုယ်ကသေးငယ်သွားပြီးသူ့ရှေ့မှာပစ္စည်းတချို့ကအသက်ဝင်လာပါတယ်။အဲ့ဒီမှာ Alice ကမတော်မဆကြက်ဥတလူးကိုပြုံတောက်ကွဲသွားစေပေမဲ့စစ်တူးယုံယုံလေးတွေကကြက်ဥကြီးကိုချက်ချင်းကယ်တင်ပေးခဲ့ပါတယ်။ထို့နောက်သူက Epsolan နဲ့ပြန်တွေ့ပြီးမကြခင်မှာပဲလူတစ်ယောက်ထွက်သွားမယ်လို့တတိပေးပါတယ်။လွိဝက်တကားတစ်ခုကိုဖျက်သွားပြီးနောက် Alice ပြုံသွားပါတယ်။တကယ်တော့ဒါဟာ Enderland ကဘာဖြစ်ပါတယ်။ဒီနေရာမှာ Alice ရဲ့တငယ်ချင်းတွေကသူ့ကိုစောင့်နေတာကိုတွေ့လိုက်ရပါတယ်။သူတို့က Heather တယောက်ယူနေပြီဖြစ်ကြောင်းနဲ့ Alice သာသူ့ကိုကယ်တင်ပေးနိုင်မယ်လို့မျှော်လင့်ကြောင်းပြောပြပါတယ်။ Heather ဘာဖြစ်သွားခဲ့သလဲဆိုတာကိုလည်းရှင်းပြပါတယ်။သူတို့တောထဲထွားကြတဲ့အခါမှာHeather ဟာသူပထမဖန်တီးခဲ့တဲ့အပြာရောင်စကုဝူလေးကိုတွေးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲHeatherချက်ချင်းပြောင်းလဲသွားပြီးငကောကြီးကြောင့်တေဆုံးသွားခဲ့တဲ့မိသားစုကိုတတိယသွားပါတယ်။ Alice ရောက်တဲ့အခါမှာ Heather ကို Alice ပြန်တွေ့ရတာအယမ်းဝမ်းသာသွားပါတယ်။ Heather ကသူ့မိသားစုဓာတ်ပုံနဲ့သူပထမလုပ်ခဲ့တဲ့ဦးလေးကို Alice ကိုပြပါတယ်။ဒီဦးလေးအကောင်အပကက်ရှိသေးတယ်ဆိုရင်သူ့မိသားစုလည်းတက်ရှိထင်ရှားရှိနေမှာတေချာတယ်လို့ Heather ကပြောပါတယ်။တကယ်တော့ Alice ကကူညီခြင်းဖြစ်မဲ့တေသွားတဲ့လူတွေကိုအသက်ပြန်ရှင်အောင်မလုပ်နိုင်ဘူးလို့ထင်နေခဲ့ပါတယ်။အဲ့ဒီအခါမှာ Heather ဟာရုတ်တရက်တုန်လှုပ်သွားပြီးသူ့ခန္ဓာကိုယ်ကအယောင်တွေမိန်းသွားခဲ့တာကိုတွေ့ရပါတယ်။ပြီးတော့အယမ်းကိုဒေါသထွက်သွားပြီး Alice ကိုထွက်သွားဖို့ပြောလိုက်ပါတယ်။ထို့နောက် Alice ဟာအဖြူရောင်ဘရင်စီအပြေးသွားပြီး Heather ကိုကယ်တင်ဖို့အကူအညီတောင်းပါတယ်။အဖြူရောင်ဘရင်က Alice အနေနဲ့အချိန်ဆက်လုံးကိုသုံးပြီးအတိတ်ကိုပြန်သွားဖို့အကြံပေးပါတယ်။ Alice ဗမိတကားဝကိုရောက်တဲ့အခါနာယီကြီးလိုပုံစံရှိတဲ့ထာဝရရဲတိုက်ကြီးကိုရောက်သွားပါတယ်။အဲ့ဒီကအသားအဆီးတွေကိုဖြည်းဖြည်းချင်းကြော်ဖြက်ပြီးရဲတိုက်ထဲဝင်သွားချိန်မှာတဆုံတယောက်ကသူ့ကိုနောက်ယောင်လိုက်နေသလိုခံစားရပါတယ်။ထို့နောက်ရဲတိုက်ကိုစောင့်ရှောက်နေတဲ့လူကိုတွေ့လိုက်ရပါတယ်။ Alice လည်းသူ့သွားရာနောက်ကိုလိုက်နေတဲ့အခါအရှင်သက်ရှိထင်ရှားနေတဲ့ Enderland ပြည်သူတွေရဲ့တကားဝဆိုတဲ့နေရာကိုရောက်သွားပါတယ်။ထိုလူက Enderland ပြည်သူတွေရဲ့အသက်ထစ်တဲ့အချိန်နာလီလေးတွေကိုယူပြီးသူတို့ရဲ့အသက်ကိုယုတ်တိလိုက်ပါတယ်။အဲ့ဒီတကားဝအပြင်တ
တေဆုံးသွားတဲ့လူတွေရဲ့တကားဝဆိုတာလေးရှိပါတယ်တဲ့ထိုအခန်းမှာတော့တေဆုံးသွားတဲ့လူတွေရဲ့အချိန်နာရီလေးတွေကိုမိသားစုနာမည်အလိုက်စုဆောင်းထားပါတယ်ခိုးကြည့်နေတဲ့ Alice ကမိသားစုတစ်ခုမှာနာရီမရှိသေးတာကိုတတိထားလိုက်ပါတယ်မကြခင်မှာပဲထိုလူကသူ့နောက်ကိုတယောက်ယောင်လိုက်နေတာတတိထားမိပါတယ် Alice လက်ကိုထင်းပြပြီးသူ့ကိုကူညီဖို့တောင်းဆိုတဲ့အခါငင်းပယ်လိုက်ပါတယ်ထိုလူရဲ့နာမည်ကတော့အချိန်သရှင်ဖြစ်ပါတယ်အချိန်သရှင်က Alice ကိုအတိတ်နဲ့အနာဂတ်ကိုထိန်းချုပ်ထားတဲ့နာယီကြီးကိုခေါ်သွားပါတယ်ပြီးတော့ဟဲတာကိုကယ်ဖို့ဘာလို့တလဲဆိုတာပြောဖို့ Alice ကို10မိနစ်အချိန်ပေးပါတယ်ဒါပေမဲ့ Alice ကအချိန်ဆက်လုံးကိုငှားချင်တယ်လို့ပြောလိုက်တာနဲ့အချိန်သရှင်က Alice ကိုနှင်သွားလိုက်ပါတယ်ထိုအချိန်မှာပဲအတိတ်ကိုပြောင်းလဲလို့မရပေမဲ့အတိတ်ကနေသင်ခန်းစာယူလို့ရတယ်ဆိုတာ Alice သိလိုက်ပါတယ်မကြခင်မှာပဲအချိန်သရှင်ရဲ့ချစ်သူရောက်လာပါတယ်ထိုအမျိုးသမီးကတော့ကျွန်ုပ်တို့အားလုံးသိတဲ့အယွန်ရက်ခတ်တဲ့အနီရောင်ဘရင်ဖြစ်ပါတယ်အနီရောင်ဘရင်ကအချိန်သရှင်ရှိကနေလက်ဆောင်တွေတောင်းပေမဲ့သူလိုချင်တာကအချိန်ဆက်လုံးဖြစ်နေပါတယ်Alice လည်းဆက်ပြူးစင်ချင်တဲ့နာယီကြီးရဲ့နှလုံးမှာရှိတဲ့အချိန်ဆက်လုံးကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်Alice ဆက်ကိုရချင်းထုတ်ပြေးဖို့စူးစမ်းရင်းမတော်မဆပြုတ်သွားပါတယ်အဲ့ဒီမတော်မဆအချိန်ကြောင့်အချိန်ဆက်လုံးကရင်တစည်းအဖြစ်ပြောင်းလဲသွားပြီးအန်ဒါလန်ကဘာရဲ့အတိတ်ကိုသွားနိုင်ခဲ့ပါတယ်အတိတ်ကိုသွားဖို့အတွက်အတိတ်ကအချိန်လိုင်းတွေရှိတဲ့သမုန်တရားကိုဖျက်ကျော်ရမှာဖြစ်ပါတယ်တခြားတစ်ဖက်မှာတော့ Alice ယူသွားတဲ့အချိန်ဆက်လုံးကြောင့်ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်လာပြီးဆက်ကိုမူလနေရာမှာမပြန်ထားရင်အန်ဒါလန်ကဘာကြီးပျက်စီးသွားမှာဖြစ်ပါတယ်Alice ကတော့ခီးဆက်လာရင်ရှေ့မှာထိတ်လန့်စရာနဲ့အချိန်လိုင်းကိုတွေ့လိုက်ရပါတယ်သူအဲ့ဒီတည်းဝင်းဖို့စူးစမ်းချိန်မှာအချိန်သရှင်ကလိုက်လာတော့ Alice ရှောင်သိမ်းရင်တခြားနေ့တစ်နေ့ရဲ့အချိန်လိုင်းတွေကိုရောက်သွားပါတယ်Alice ကြားသွားတဲ့နေ့ကဟဲတာလို့မိသားစုစီဖြစ်ပါတယ်အဲ့ဒီအချိန်မှာ Alice ကဟဲတာကိုသူ့မိသားစုကိုကယ်တင်ဖို့ပြောပေမဲ့ဟဲတာကနားမထောင်ပါဘူးပြီးတော့ဟဲတာက Alice ကိုနန်းစော်စီခေါ်သွားပါတယ်ထိုနေ့ဟာအဖြူရောင်ဘရင်နဲ့အနီရောင်ဘရင်တွေကိုမိဘတွေကတရဖုံစောင်းမဲ့နေ့ဖြစ်နေပါတယ်အနီရောင်ဘရင်ကိုတရဖုံစောင်းကြချိန်မှာတရဖုံကသူ့ခေါင်းနဲ့အံဝင်ကွင့်မဖြစ်နေပါတယ်ဒီဖြစ်ရကြောင်ပွဲလာပရိတ်ကဲတွေဝိုင်းရဲကြပါတယ်ဒေါသထသွားတဲ့အနီရောင်ဘရင်ကပြည်သူတွေကိုချိန်မြိုက်တဲ့အတွက်ဖခင်ဖြစ်သူကတတိပေးလိုက်ပြီးနန်းငွေကိုအဖြူရောင်ဘရင်ကိုလွှဲပြောင်းပေးလိုက်ပါတယ်အနီရောင်ဘရင်ကသူ့ကိုအဆက်ခွဲခဲ့တဲ့ဟက်တာရဲ့မိသားစုကိုလည်းလက်စားမချေးနိုင်ဘူးလို့ချိန်မွဲလိုက်ပါတယ်တကယ်တော့အဖြူရောင်ဘရင်ကအမှန်တကယ်မပြောခဲ့တဲ့အတွက်အနီရောင်ဘရင်ကအဖြူရောင်ဘရင်ကိုမုန်းနေတာဖြစ်ပါတယ်ဟက်တာလည်းအနီရောင်ဘရင်ကိုရဲမော့လိုက်ရတဲ့အတွက်ဖခင်ဖြစ်သူရဲ့စူပိုချင်းမောင်းချင်းကိုခံရပြီးအယမ်းဝမ်းနည်းသွားပါတယ်အဲ့ဒါကြောင့်ဟက်တာဟာမိသားစုကိုထားခဲ့ပြီးထွက်သွားပါတော့တယ်Alice ကလိုက်သွားပြီးမိသားစုကိုကယ်သွင်းဖို့နောင်တမရတော့ဘူးတတိပေးပေမဲ့ဟက်တာကနားမထောင်တဲ့အတွက် Alice ကိုယ်တိုင်ပဲသူ့မိသားစုကိုတွားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်Alice တွားပြောဖို့လုပ်နေချိန်မှာအဖြူရောင်ဘရင်ကရောက်လာပြီးဟက်တာရဲ့မိသားစုကိုတောင်းပန်ပါတယ်ပြီးတော့အရင်ကနာယီထိုးချိန်မှာသူ့အမခေါင်းဆောင်မိပြီးခေါင်းကြီးသွားတဲ့အကြောင်းကိုပြောပါတယ်ဒီနေရာမှာအဖြူရောင်ဘရင်ကလူတိုင်းကိုတခုခုဖုံးကွယ်ထားပုံရပါတယ်Alice ကအနီရောင်ဘရင်ရဲ့မတော်မဆအကြောင်းကိုသိသွားတဲ့အခါအဲ့ဒီထိရတာမဖြစ်ခဲ့ရင်ထိတ်လန့်စရာနဲ့ဆိုတာလည်းရှိလာမှာမဟုတ်ဘူးလို့တွေးမိသွားပါတယ်။ဒါနဲ့ချက်ချင်းပဲထိုးဖြစ်ရခဲ့တဲ့အတိတ်ကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေရာမှာတော့နာယီကြီးပျက်စီးသွားတော့မယ်လို့မြင်တဲ့အဖြူရောင်ဘရင်ရဲ့အစီခံကနာယီကိုပြင်ဖို့ကြိုးစားနေပါတယ်။လက်ဖြစ်ရတော့နေချိန်မှာအချိန်သရှင်ကရုတ်တရက်ကျလာပြီး Alice ကိုတွေ့မိသလားလို့ဟက်တာကိုမေးပါတယ်ဟက်တာကမတန်တရားကြောင့်သူ့ကိုနှုတ်ပြောက်လိုက်တဲ့အခါအချိန်သရှင်ကဒေါသထွက်သွားပြီးသူတို့ကိုအမြဲတမ်း10မိနစ်နောက်ကျနေအောင်ကျိန်စာတိုက်လိုက်ပါတော့တယ်။ Alice ကတော့မတော်မဆဖြစ်ခဲ့တဲ့နေ့ကိုရောက်သွားပြီးဟက်တာရဲ့ငယ်ဘဝကိုတွေ့လိုက်ရပါတယ်။အချိန်က6နာရီထိုးခါနီမှာဟက်တာက Alice ကိုအိမ်ခေါ်သွားပါတယ်။ဟက်တာကသူ့လုံထားတဲ့ဦးလေးကိုဖခင်ကိုပြပေမဲ့ဖခင်ကပြင်ပေးမယ်ဆိုပြီးလှုပ်လိုက်တော့ဦးလေးပျက်စီးသွားလို့လွင့်ပစ်လိုက်ပါတယ်ဟက်တာလည်းအတိအမြတ်မခံရလို့ဝမ်းနည်းသွားပါတယ်။နာယီ6နာရီထိုးတော်မယ်ဆိုတာကိုမြင်တော့ Alice အမြန်ထွက်လာခဲ့ပါတယ်။နန်းစော်ထဲမှာတော့အနီရောင်ဘရင်နဲ့အဖြူရောင်ဘရင်တွေကသူတို့မိခင်လှုပ်ပေးတဲ့ကိတ်ကိုလှုပ်နေကြပါတယ်။ရန်ဖြစ်နေကြလို့မိခင်ဖြစ်သူကသူတို့နှစ်ယောက်လုံးကိုကိတ်ထပ်မစားရဘူးလို့အပြစ်ပေးလိုက်ပါတယ်။ဒါပေမဲ့အဖြူရောင်ဘရင်ကကြံနေတဲ့ကိတ်ကလေးကိုခိုးယူပြီးအနီရောင်ဘရင်ရဲ့အခန်းထဲမှာတွားစားပါတယ်။
စားနေကြကိတ်အကျွင်းအကျန်းတွေကျန်ပုံပေါ်ကျသွားလို့ရှင်းလင်းနေကြအနီရောင်ဘရင်ရောက်လာပြီးဘာလို့နေကလည်းမဲတော့ဘာမှမလုပ်ဘူးလို့လင်းပြောလိုက်ပါတယ်ခဏနောက်အမေဖြစ်သူကဒေါသကြီးရောက်လာပြီးဘသူကိတ်ခိုးစားလဲမဲတော့ဘသူမှဝင်မခံပေမဲ့အမေကအနီရောင်ဘရင်ရဲ့ကခန်းထဲကကိတ်အကျွင်းအချမ်းတွေကိုမြင်တော့အနီရောင်ဘရင်ကိုအပြစ်တင်လိုက်ပါတယ်အနီရောင်ဘရင်ကမစားဘူးလို့ညင်းပြီးအဖြူရောင်ဘရင်စားတာလို့ပြောပေမဲ့အဖြူရောင်ဘရင်ကဝင်မခံပါဘူးအဖြူရောင်ဘရင်ရဲ့မယိုးသားမှုကြောင့်အနီရောင်ဘရင်ဟာအမေရဲ့စူပိုချင်းကိုခံလိုက်ရပါတယ်ဒေါသထွက်ပြီးဝမ်းနယ်သွားတဲ့အနီရောင်ဘရင်ဟာအိမ်အပြင်ကိုပြေးထွက်သွားပါတယ်ပြေးထွက်သွားတဲ့အနီရောင်ဘရင်ကိုအဲလစ်ကကဲတင်ကိုကြိုးစားပေမဲ့အနီရောင်ဘရင်ကပျောက်သွားပြီးခေါင်းနဲ့စောင့်နေသွားပါတယ်ဒီဖြစ်ရပ်ကိုမြင်လိုက်တဲ့အဲလစ်ဟာအချိန်သရှင်ပြောခဲ့တဲ့စကားကိုသတိရသွားပါတယ်အတိတ်ကိုပြောင်းလဲလို့မရပေမဲ့အတိတ်ကနေသင်ခန်းစာယူလို့ရတယ်ဆိုတာပါပါတယ်